ညတန်းကောင်ကပြန်လာတယ်ခြေတန်းညတန်းကောင်ကြော်ရင်မင်းနောက်ကခြေတန်းချရင်လုံးဝလွှဲမကြည့်ပါနဲ့ဘာလို့လဲဆိုတော့လွှဲကြည့်တဲ့သူတွေပြန်မလာကြတော့လို့ပါရွာအပြင်ဘက်လဲကွင်းအစုံမှာအိမ်အိုးတစ်လုံးရှိတယ်အဲ့ဒီအိမ်ကိုရွာသားတွေကညရောက်ရင်လမ်းမဖြတ်ရဘူးလို့တားကြတယ်ဘာလို့လဲဆိုတော့ညတန်းကောင်ကြော်ရင်လူမမြင်ရပဲခြေတန်းတဆုံပဲအိမ်အိုးကနေလမ်းဘက်ကိုလောက်လာလို့ကိုစောမင်းကဒီရွာကိုအသစ်ပြောင်းလာတဲ့လူငယ်တယောက်ဖြစ်ပါတယ်တရေဆိုတာကိုအယုံအီလုံးဝမရှိတဲ့လူငယ်လေးတယောက်ပေါ့အဲ့ဒီညကကိုစောမင်းတယောက်လဲကွင်းဖတ်လန်ကိုတယောက်ထဲလောက်လာခဲ့ပါတယ်လီမတိုက်ဘူးဖားတန်ကြီးတန်တော့မကြားရတဲ့ညတညပေါ့တိတ်ဆက်လွန်းလို့ကိုအသက်ရှူတန်ကိုတောင်ကြားရတဲ့အထီကိုထိတ်ဆက်လွန်နေပါတယ်အဲ့ဒီအချိန်မှာခွတ်ဆိုပြီးနောက်ကနေခြီတန်တစ်ခုကိုစောမီယူတရက်ကြားလိုက်ရပါတယ်သူလည်းနောက်ကိုလွှဲကြည့်လိုက်မိပါတယ်ဘဲသူမှလည်းရှိမနေပြန်ပါဘူးဒါပေမဲ့သူလမ်းပြန်လျှောက်လိုက်တော့ခြီတန်ကလည်းပြန်လျှောက်လာပါတယ်ကိုစောမီလည်းလမ်းကိုယူတရက်ရက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်ကလိုက်လာလေခြေတန်းကလည်းရွတ်တရက်ရပ်သွားပြန်ပါတယ်အဲ့ဒီအချိန်မှာလဲကွင်းအစုံကအိမ်အိုကြီးရှိကိုစောမင်းတယောက်ရောက်မှန်းမထီပဲရောက်နေခဲ့ပါပြီအိမ်တကားကလည်းအနှဲငယ်ပွင့်ဟာနေတာကိုစောမင်းတယောက်တွေ့လိုက်ပါတယ်အိမ်အိုကြီးရဲ့အတွင်ထဲကနေအတန်အဆန်ကတားရဲ့အိမ်ပြန်မလာဘူးလားအတန်ကသူ့အမေရဲ့အတန်နဲ့ဒူလော်နေပါတယ်ဒါပေမဲ့သူ့အမေကလွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကဆုံးသွားခဲ့တာပဲဖြစ်ပါတယ်ကိုစောမင်းတယောက်မကြည့်ချင်ပေမဲ့လည်းမလုံးကအလိုအယောက်အိမ်အိုကြီးထဲကိုလွှဲကြည့်မိသွားတယ်အိမ်အတွင်းမှာလူတယောက်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်နောက်ကျောကိုပဲမြင်တွေ့ရပြီးဖြူဖက်နေတဲ့လေပင်ရှည်ရတဲ့စမင်းတွေနဲ့လူတယောက်ကကိုစောမင်းဘက်ကိုတဖြည်းဖြည်းလွှဲလာနေပါတယ်မျက်နာကိုမြင်လိုက်ရတဲ့အချိန်မှာတော့အဲ့ဒီမျက်နာမှာမျက်လုံးတွေလည်းလုံးဝပါမလာခဲ့ပါဘူးအပေါက်တွေကနေအနက်ရောင်အရည်တွေစီးကြနေပါတယ်အဲ့ဒီအချိန်မှာအနာကနေအတန်တဆန်ကမင်းနောက်ကလိုက်လာတဲ့ခြေတန်ကမင်းကိုယ်တိုင်ပဲအဲ့ဒီစကားပြီးတဲ့အချိန်မှာကိုစောမင်းတယောက်မအော်နိုင်မပြေးနိုင်တော့ပါဘူးမနက်မိုးလင်းတော့ရွာသားတွေလဲကွင်းပေးမှာကိုစောမင်းကိုပြန်တွေ့ခဲ့ကြပါတယ်ဒါပေမဲ့အိမ်အိုကြီးရဲ့ရှေးမှာတော့အိမ်အိုထဲကိုဝင်သွားတဲ့ခြေရပဲရှိပြီးပြန်ထွက်လာတဲ့ခြေရလုံးဝကိုမတွေ့ခဲ့ရပါဘူးအဲ့ဒီနေ့ကဆက်ပြီးညတန်းကောင်ကျော်တိုင်းလဲကွင်းပံမှာခြေတန်းတစုံထပ်တိုးလာခဲ့ပါတယ်ဇလန်လေးကတော့ဒီလောက်ပါပဲပြည်သက်ကြီးနောက်ထပ်ဇလန်ကောင်လေးတွေကိုဆက်လက်နားဆင်နိုင်ဖို့ like and follow လုပ်ထားဖို့လုံးဝမမေ့ပါနဲ့နော်